ပခုံးတန်အကြောင်းကာလရှည်အနားယူနေရတဲ့ Real Madrid ကွင်းလယ်ကစားသမား Bellingham တယောက်ချန်ပီယံလိပြိုင်ပွဲတွေမှာရှင်ပြိုင်ကစားမဲ့လူစင်းမှာပါဝင်လာခဲ့ပါတယ်။အသက်22နှစ်အရွယ်အင်္ဂလန်ကွင်းလယ်ကစားသမားဟာဒဏ်ရာကပြန်လည်သက်သာလာနေပြီးအခုအချိန်မှာတော့ Real Madrid အသင်းနဲ့အတူလေ့ကျင့်ရေးတွေပြန်ဆင်းနိုင်နေပြီဖြစ်ပြီးတော့ Real Madrid အသင်းရဲ့လူစင်းမှာပါဝင်ခဲ့ပေမဲ့နီးပြအန်ဆယ်လော့တီကတော့Bellingham ကိုမာဆေးအသင်းနဲ့ပွဲချိန်ပြည့်ထည့်သွင်းအသုံးပြုမှာမဟုတ်ဘူးလို့လည်းပြောဆိုထားပါတယ်။ Real Madrid အသင်းဟာလာမယ့်ဗုဒ္ဓဟူးနေ့မနက်တနာရီခွဲမှာချန်ပီယံလိအဖွင့်ပွဲစဉ်ဖြစ်မာဆေးအသင်းနဲ့ရှင်ပြိုင်ကစားသွားမှာဖြစ်ပြီးတော့အဲ့ဒီအပွဲအတွက်အဆင်သင့်ဖြစ်နေပြီလို့လည်းနီးပြအန်ဆယ်လော့တီကပြောဆိုထားပါတယ်ခင်ဗျာ။ဒီတစ်ပတ်မှာတော့ချန်ပီယံလိဘောလုံးပြိုင်ပွဲတွေနဲ့အတူ Bellingham တယောက် Real Madrid အသင်းရဲ့ပထမပွဲထွက်စင်းမှာပါဝင်လာမလားဆိုတာစောင့်ကြည့်သွားမှာလည်းဖြစ်ပါတယ်။